ကရှေးကံငယ်ခေအကြီးကျန်ဒီမောက်မှချင်းဟိုမေကမပြောတာဝေးရဒီခွာမောင်ငယ်ကျွမ်းရင်မောက်အားတနာညာမင်းပေစီမှာရှောင်းပုံလူသာဒီနေ့မှများတရရပေါ်လာမလားတန်တာလူကိုတနာငယ်ညာခနောင်းမင်းဟိုထက်ဖြားမှာအလွမ်းနေရှိအိုးရဲ့ခွန်မဲ့တီးတမ်းကြရောင်မြန်နေကိုလဲသူနဲ့ဟောကွယ်တယောက်ထဲကျင်းဖော်ငယ်ဝေးကျင်းဖော်ငယ်ဝေးဝေးငယ်ကြဖို့ကွယ်ကျင်းဖော်ငယ်ရွယ်လွမ်းစိတ်နဲ့ရွှေအားရောငယ်ဘောကွာဝေးငယ်ဒီကွယ်ဘယ်ဝေကျွေးကရှေးကံငယ်ခေအကြီးကျန်ဒီမောက်မှချင်းဟိုမေကမပြောတာဝေးရဒီခွာမောင်ငယ်ကျွမ်းရင်မောက်အားတနာညာမင်းပေစီမှာရှောင်းပုံလူသာဒီနေ့မှများတရရပေါ်လာမလားတန်တာလူကိုတနာငယ်ညာခနောင်းမင်းဟိုထက်ဖြားမှာအလွမ်းနေရှိအိုးရဲ့အခွန်မဲ့တီးတမ်းကြရောင်မြန်နေကိုလဲသူနဲ့ဟောကွယ်တယောက်ထဲကျင်းဖော်ငယ်ဝေးကျင်းဖော်ငယ်ဝေးဝေးငယ်ကြဖို့ကွယ်ကြည့်တော့မတ်တင်ခံစားနေလိုက်တာဟဲ့တဲ့မြည်ရဲပါလားဟုတ်တယ်ထွေးရဲ့တဲ့ရလေဟမ်ဆောင်တတ်ဘူးသီလားသူကလေဝမ်းနေလေမြည်လျော်ဝဲလို့ဟဲ့စိတ်တို့နဲ့သူ့နာမကတ်နဲ့နော်သူ့ရဲ့ပစ္စည်းနဲ့ကောက်ပေါက်မှာချင်းတန်လေးကိုနားထောင်တာလွမ်းစာကောင်းလိုက်တာဟဲ့ရှင်ထဲမှာတက်လက်လက်နဲ့တွေ့လာဘယ်လိုလွမ်းလို့လွမ်းမလဲမသိပါဘူးမသိမှာလွမ်းဆရာဇာတ်လမ်းနေပါလားရှိခဲ့သလားဟုတ်ပါဘူးထွေးရဲ့ဂီတကိုခံစားတာပါထွေးရဲ့တန်လေးကကောင်းလိုက်တာအချင်းလေးနဲ့လည်းအများကြီးလိုက်တယ်ခရုဏာအတန်းဆိုတာဒီအတန်မျိုးပဲပြောရတာတဲ့ရဲ့တဲ့ရလေအမှုပညာမှာဖြစ်ရမှာတဲ့လားအားကြောင့်ဆရာဝန်ဖြစ်နေရတာအမှန်တကယ်စာရေးဆရာမသို့မဟုတ်အဆိုတော်ဖြစ်ရမှာနော်ထားရလေဖန်တီးတတ်တဲ့ပညာပါမလားဘူးခံစားတတ်တဲ့ပညာလေးပဲရှိတာမသိဒီတချင်းလေးကိုကြိုက်တယ်ဆိုရင်အဆိုတော်နဲ့မသိကြဘူးလားအဆိုတော်လေးကအရင်ကလည်းမကောင်းပါဘူးထွေးရသိလို့လားငါသိတာပေါ့ထွေးနေတရက်ခွက်တည်းတူနေရလေအတန်လေးကကောင်းဝင်မဲ့သူ့ဘဝလည်းမကောင်းဘူးဘဝကိုစဉ်းရဲနဲ့ဖြတ်တန်းနေရတာမိဘနှစ်ပါးရမရှိတော့ဒါကြီးနဲ့တူလေကျမစာသားလုတ်ပိုင်စားတော့မှာပြီးခဲ့တဲ့လကပဲသူ့ဘာရင်ဆုံးသွားတယ်တော့ကျမဖြစ်ရတယ်အင်းလေဒီလောက်ကျန်းတဲ့ဘဝလိုင်းလို့မရအောင်မြုပ်ပညာကိုထုံးပါဘယ်လိုလုပ်နိုင်လဲ